ကရဲ့စူညံတန်တွေကြားမှာတိတ်ဆိတ်တဲ့ခေါ်တော့ငါကြားခဲ့ပြီမောင်မိုက်တဲ့လမ်းတွေအစုံမှာလင်းတစ်ခုစီငါရှောင်းလန်းလို့လာခဲ့ပြီဆုံးလို့ချင်ရဲ့အတိတ်ပဲကိုရှာဖွေသူသစ္စာတရားအတွက်ကိုကိုနေအပူဇော်သူသာသနာသားတော်ကိုရင်တစ်ကလေးရဲ့ကိုတော်ရှင်ရဲ့အလိုတော်တိုင်းရှောင်းလန်းမှာဒီလောကရဲ့အခက်ခဲတွေကိုဖြတ်ကျော်ကယုံကြည်ခြင်းရဲ့အလင်းတိုင်းလေးဖြစ်ပေးပါဖြစ်ပါစေကိုတော်ရှင်ကမင်းရဲ့နာမရှိနေမလဲကိုရင်တစ်တပါးရဲ့ဖြူစင်တဲ့ဝေယုံပြူလေးဟာသာသနာအတွက်မျောလင့်ခြင်းရဲ့ကျဲစင်လေးသာသနာသားတော်ကိုရင်တစ်ကလေးရဲ့ကိုတော်ရှင်ရဲ့အလိုတော်တိုင်းရှောင်းလန်းမှာဒီလောကရဲ့အခက်ခဲတွေကိုဖြတ်ကျော်ကယုံကြည်ခြင်းရဲ့အလင်းတိုင်းခိုင်မြဲပါစေသစ္စာတရားမှာအောင်မြင်ပါစေသာသနာပေါင်းမှာ